မေတ္တာတုတ်ကိုတော့နေ့စဉ်ရွတ်ဆိုပူဇော်ပါတယ်မေတ္တာတုတ်ထဲမှာပါတဲ့အဓိပ္ပာယ်တွေရဲ့အင်မတန်မှလေးနက်မှုတွေကိုမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုစိုးအောင်ကြည့်သွားလိုက်ပါမေတ္တာတုတ်ထဲမှာဘာတွေပြောထားသလဲဆိုတော့လူဆိုတာတဲ့တက်ကောတဲ့စွမ်းနိုင်သူတယောက်ဖြစ်ရမယ်တဲ့သူဝဆောပြောဆိုဆုံးမလွယ်တဲ့လူတယောက်လည်းဖြစ်ရမယ်ဥစုကိုနှစ်နှုတ်နှစ်ပါးဟာယောသားဖြောက်မှမှန်ကန်ရမယ်သူဟုစုတဲ့ကိုနဲ့နှုတ်နှစ်ပါးသာမှာကစိတ်ထားကလည်းယောသားဖြောက်မှမှန်ကန်တဲ့လူဖြစ်ရမယ်တဲ့မုဒုနုညံ့တိမ်မွေ့တဲ့လူတစ်ယောက်ဖြစ်ရမယ်အနာတိမာနီမောက်မာလွန်တဲ့မာမာနာမျိုးတွေလည်းမရှိရဘူးတဲ့မထားရဘူးတဲ့တန်တုတ်တကောရောက်ရဲလွယ်တဲ့လူတစ်ယောက်လည်းဖြစ်ရမယ်တဲ့သူဘရောမွေးမြူလွယ်တဲ့လူတစ်ယောက်လည်းဖြစ်ရမယ်အပ္ပကိစ္စောတဲ့အပူအလုတ်တွေလည်းနဲပါရမယ်တဲ့တန်လဟုကဝုဒ္ဓိပေါ်ပါသောအသက်မွေးဝမ်းကြောင်းပညာလည်းရှိရမယ်တန်တိန်တရိယောငြိမ်သက်တဲ့အိန္ဒြေလည်းရှိရမယ်နိပကောတဲ့ရင့်ကျက်တဲ့ပညာရှိအောင်လည်းကြိုးစားရမယ်ပညာရှိပြီးတော့ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်အောင်လည်းကြိုးစားရမယ်ပေါ့အဲ့တော့အပ္ပကဘောကိုနဲ့နှုတ်နှစ်ပါးဟာရိုင်းဆိုင်မှုမရှိရဘူးတဲ့ကုလေသောအနာနုဂိတောတက်မက်တွေ့တာမှုတန်ရောစဉ်တွေလည်းကင်းရမယ်တဲ့နာသခုတ်ထမာစရေကိဉ္စီယေနဝိညုပရေဥပဝရေယောပညာရှိတို့ကဲ့ရဲ့နိုင်တဲ့အပြုအမူသေးသေးလေးကအစတတိထားပြီးတော့မှရှောင်ရှားရမယ်တဲ့ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာဝိဇ္ဇာစရဏတံပံတော်ဆိုတဲ့အတိုင်းမိမိတို့ရွတ်ဖတ်ပွားများတဲ့ဂုဏ်တော်တွေပရိတ်တော်တွေရဲ့အ내အဓိပ္ပာယ်တွေကိုကိုယ်တိုင်လည်းသိတဲ့အတိုင်းလည်းပဲကိုယ်တိုင်ကြင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြကုန်လေရဲ့ကတ်ကြီးသုံးပါးမှလည်းကြော်လာနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်လေရဲ့အလုတ်အကိုင်အစည်းအပွားယာရုဌာနန္ဒရတို့သည်လည်းပဲကြံစီထားသည့်ထက်တိုးတက်အောင်မြင်ဖြစ်ထွန်းနိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ